အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ရန်ကိုစားလို့ကောင်းတဲ့အာလူကတ်တလက်လေးလောက်စားဖြစ်တာနဲ့အားလုံးလည်းလိုက်လို့စားလို့ရအောင်လို့မျှဝေပေးလိုက်ပါတယ်နော်ဒီအုပ်ဆုံးအာလူလေးတွေကိုပါလေးတွေလေးရိုက်ပါမယ်ပါလေးတွေလူပြီးတော့ပေါင်းတာပဲဖြစ်ဖြစ်ပြုတ်တာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်ရှင်အတုံးလိုက်ဆိုရင်တော့ဘူးလွယ်ပေါ့နော်ပြင်ပေါင်းလိုက်ပါမယ်ပေါင်းပြီးသွားပြီဆိုရင်တော့သူတို့ကိုခရီးလေးနဲ့ပဲဖြစ်ဖြစ်ကိုမှရှိရဲ့ပစ္စည်းလေးတွေနဲ့ပေါ့နော်ခြေလိုက်ပါရှင်ခြေထားလေးလည်းညစ်သွားပြီဆိုရင်တော့စားလို့မရအောင်เนาะရတာမဟုတ်ပြီးရင်စားရင်ဒီမို့စက်သားမှုနဲ့ပါတယ်ပေါ့เนาะပြီးရင်ခေါ်မှုမစွန်းလောက်ထည့်ပြီးနေလိုက်ပါမယ်လိမ့်နဲ့နေရတာအဆင်မပြေလို့လိမ့်ထွက်လိုက်ပြီเนาะလက်ပေးနဲ့ရှင်းအောင်ရေးစီထားပါတယ်ရှင်နေလိုက်ပြီးပြီဆိုရင်တော့စားကြော်ရအောင်เนาะတစ်ဖက်လေးหนีနေသွားပြီးထိအောင်ကြော်လိုက်ပါမယ်ရှင်ခုဆိုရင်တော့တစ်ဖက်ကหนีသွားပြီမို့လို့လန်ထားလိုက်မယ်ပေါ့နော်ပြီးရင်နောက်တစ်ဖက်လေးလည်းအလိုမျိုးလေးหนีသွားပြီဆိုရင်တော့ဆယ်ထားလိုက်ပါမယ်ရှင်ကဲအခုဆိုတော့အရန်ကိုစားလို့ကောင်းတဲ့အာလူကတ်တက်လက်လေးရပါပြီနော်အားလုံးလိုက်လို့စားကြည့်ပါနော်အရန်ကိုလွယ်ကြတာလို့ပါဗီဒီယိုကိုစုံကြည့်ပြီးတဲ့တရားချီစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပိုင်းလေးတွေကြည့်ပြအောင်လို့ဆိုတာစောင့်ကြည့်ပေးကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်